ဒီတော့ဒီhadith တော်ကိုမပြောပြခင်ကျွန်တော်အရင် hadith Salman Farsi radiyallahu anhu တခင်အကြောင်းလေးအနေငယ်ပြောပြ hadith Salman Farsi radiyallahu anhu တခင်ဆိုတာကအင်မတန်ကြီးကျယ်တဲ့စွာပါကြီးဖြစ်တယ်ဒီတော့ hadith Salman Farsi radiyallahu anhu ရဲ့အတန်တတန်းနဲ့ပတ်သက်ပြီးလည်းပဲပညာရှင်တွေကအင်မတန်ရှည်လျားတဲ့တတန်းတချို့ဆိုရင်နှစ်ပေါင်း250တချို့ဆိုရင်နှစ်ပေါင်း300လောက်ထိတတန်းရှိခဲ့တယ်လို့အဲ့ဒီလိုတောင်မှသင်ပြတယ်ဒီတော့ hadith Salman Farsi radiyallahu anhu တခင်ရဲ့ဘဝဖြတ်တန်းမှုကလည်းအရှိကြီးပဲဒီတိုင်းပဲအီမန်ကိုရဖို့အစ္စလာမ်သာသနာကိုရဖို့လည်းအများကြီးအခက်အခဲဒုက္ခတွေကိုရင်ဆိုင်ခဲ့ရတာပေါ့နော်ဒီတော့ hadith Salman Farsi radiyallahu anhu တခင်က Faris ဆိုတဲ့ဒေတာပါရှားပြည်မှာနေတာဒီတော့ဖခင်ကမိကူခွေတဲ့သူပေါ့နော်ဖခင်ကဒီမိကူခွေတဲ့သူတွေထဲမှာဒါလူကြီးတစ်ယောက်ပေါ့အင်မတန်မှကိုပဲဖခင်ကကျွဲဝချမ်းသာတယ်မြေယာတွေအများကြီးပိုင်တယ်ဒီတော့ hadith Salman Farsi radiyallahu anhu တခင်ကိုလည်းပဲဖခင်ကဒီမိကူခွေတဲ့ဘာသာဝင်အဖြစ်နဲ့ပဲထားတယ်ဒီတော့အဲ့ဒီအချိန်မှာတမန်တော်ဆလလာဟူအလိုင်ဟိဝါဆလမ်လည်းပဲမပွင့်ပေါ်သေးဘူးဒီတော့ Salman Farsi radiyallahu anhu တခင်နည်းနည်းအရွယ်ရလာတော့ဖခင်ကမိမိရဲ့ဒီမြေတွေယာတွေကိစ္စမှာတားဖြစ်တဲ့သူ Salman Farsi တခင်ကိုအပြင်လှုပ်ပြီးခိုင်းတယ်အဲ့ဒီလိုအပြင်ကိုသွားရင်းနဲ့တရက်ဘာဖြစ်လဲဆိုတော့ဒီတော့နတ်စရာနီကျောင်းတစ်ခုကိုတွေ့တယ်ပေါ့နော်နတ်စရာနီတွေအီဘာဒတ်လုပ်တဲ့နေရာပေါ့နော်အဲ့ဒီလိုနေရာတစ်ခုကိုတွေ့သွားတယ်တွေ့တော့ hadith Salman Farsi radiyallahu anhu တခင်ကအထဲကိုဝင်ကြည့်ပြီးတော်ကိုသဘောချသွားတယ်ဒီနတ်စရာနီဘာသာကိုပြီးတော့အဲ့ဒီကျောင်းထဲကသူတွေကိုမီးတာပေါ့နော်ခေယာတို့ရဲ့အဓိကဌာနချုပ်ကဘယ်မှာလဲဒီတော့အားလုံးကပြောပြတယ်ငါတို့ရဲ့ဌာနချုပ်ကရှမ်ဆိုတဲ့ဒေသမှာအဲ့ဒီလိုနဲ့ Salman Farsi တခင်ကအင်ကိုနောက်ကျပြီးပြန်ရောက်တော့ဖခင်ကမိတယ်ဘယ်သွားနေလို့လဲဒီတော့ Salman Farsi တခင်ကပြောပြတယ်ကျွန်တော်လမ်းမှာနတ်စရာနီကျောင်းတစ်ကျောင်းကိုတွေ့တယ်သူတို့အီဘာဒတ်လုပ်နေတာကိုကြည့်ပြီးတော့ကျွန်တော်အယမ်းနှစ်သက်သွားတယ်ဒီတော့ဖခင်ကအဲ့ဒါကြားပြီးတော်စိတ်ဆိုးရတယ်ငါတို့ပူပွားပြီးပင်ကဒါမိကူခွေခဲ့တာအတင်းနော်မိကူခွေတဲ့ဘာသာကိုစွန့်ပြီးနတ်စရာနီတဲ့တွားလို့မရဘူးဆိုပြီးတော့ဖခင်ကတော်ကိုမှစိတ်ဆိုးပြီးတော့တားဖြစ်တဲ့သူကိုလုံးဝအိမ်မှာချုပ်နှောင်ပြီးပိတ်လှောင်ပြီးတော့ထားလိုက်တယ်အဲ့ဒီလိုနဲ့ကျွန်တော်ကိုတရက်မှာအဲ့ဒီနတ်စရာနီကျောင်းကလူတချို့ကကျွန်တော်အိမ်မှာလာပြောတယ်ဒီတော့ဒီရှမ်ပေါ့ရှမ်ဒေတာကိုတွားမဲ့ခရီးတွားကုန်တဲ့အုပ်စုတစုရှိတယ်လိုက်သွားခြင်းလိုက်သွားလို့ရတယ်ဆိုပြီးလာပြောတော့ကျွန်တော်ကလည်းအရန်ဆန္ဒပြင်းပြတယ်တဲ့နော်ဒီနတ်စရာနီဘာသာကိုအရန်စိတ်ဆန္ဒပြင်းပြတော့ကျွန်တော်နောက်ဆုံးအဖေပိတ်လောင်ထားတဲ့နော်ဒီအခန်းကိုမရရအောင်ဖွင့်ပြီးတော့နော်ကျွန်တော်အဲ့ဒီခရီးတွားအုပ်စုနဲ့ရှမ်ဒေတာကိုကျွန်တော်လိုက်သွားလိုက်အဲ့ဒီလိုနဲ့ရှမ်ကိုရောက်တဲ့အခါမှာအဲ့ဒီမှာနတ်စရာနီဖုန်ကြီးတယောက်နဲ့တွေ့တယ်ဒီတော့ဖုန်ကြီးကဒါနတ်စရာနီအတိုင်းဝိုင်းမှာတော်တော်ကြီးတဲ့ဖုန်ကြီးပေါ့နော်အဲ့ဒီဖုန်ကြီးရဲ့အနာမှာကျွန်တော်နှစ်တော်တော်ကြာနေတယ်ဒါပေမဲ့အဲ့ဒီဖုန်ကြီးကလူကောင်းမဟုတ်ဘူးတဲ့သူကလူတွေစီကနေပြီးတော့အလူတွေခံတယ်လူတွေကအလန့်နမဲနဲ့သူ့ကိုလှူကြတယ်သူ့ပေမဲ့လည်းပဲသူကအဲ့ဒါတွေအားလုံးကိုတင်ထားတယ်စီးစိမ်နေသူစုဆောင်တယ်နောက်ဆုံးသူတည်သွားရောသူတည်သွားတဲ့အခါကျတော့သူ့နေရာမှာနောက်တစ်ယောက်ကဒါအကြီးဆုံးဖုန်ကြီးအဖြစ်နဲ့ဒါရောက်ရှိလာတယ်တော့အဲ့ဒီဖုန်ကြီးဟာကျတော့တကယ်လူကောင်းသူကောင်းတကယ်ကိုမှသူတော်စင်အဲ့ဒီလိုနဲ့ Salman Farsi radiyallahu anhu တခင်အဲ့ဒီဖုန်ကြီးနာမှာနှစ်တော်ကြာနေတယ်အဲ့ဒီလိုနဲ့အဲ့ဒီဖုန်ကြီးကလည်းပဲအသက်ကြီးပြီးနောက်ဆုံးအချိန်ရောက်လာတော့ Salman Farsi တခင်ကအဲ့ဒီဖုန်ကြီးကိုမီးတယ်เนาะကျွန်တော်ဒါပြီးရင်ပေါ့နော်အတင်ကွယ်လွန်သွားရင်ကျွန်တော်ဘယ်ဟူသွားမလဲဒီတော့ဒီဖုန်းကြီးကပြောတယ်အီရတ်ကိုသွားအီရတ်မှာတော့မူဆူလ်ဆိုတဲ့မြို့ရှိတယ်အဲ့ဒီမှာဖုန်းကြီးတယောက်ရှိတယ်တကယ်မုံမြတ်တဲ့ကောင်းတဲ့ဖုန်းကြီးပေါ့နော်သူ့ရဲ့နာမည်ဘသူပဲဝါဒီတော့အဲ့ဒီနာမည်နဲ့သွားပြီးတော့ရှာအဲ့ဒီလိုနဲ့အဲ့ဒီဖုန်းကြီးဆုံးသွားတော့ကျွန်တော်အီရတ်ကိုသွားတယ်အဲ့ဒီပြောလိုက်တဲ့ဖုန်းကြီးစီမှာကျွန်တော်နှစ်တော်ကြာနေတယ်နေပြီးတော့အဲ့ဒီဖုန်းကြီးကလည်းကျွန်တော်ကိုတော်ချစ်သွားတယ်ဒီတော့ तू ကလည်းကွေလုံကန်ဒီအချိန်ရောက်လာတယ်ကျွန်တော်မေးတယ်ကျွန်တော်ဘေးထပ်သွားမလဲဒီတော့ तू ကပြောတယ်နစီဘင်းဆိုတဲ့အယက်တီတာတစ်ခုရှိတယ်အဲ့ဒီမှာနောက်ထပ်ဖုန်းကြီးတယောက်ရှိတယ်အဲ့ဒီဖုန်းကြီးစီသွားနော်အဲ့ဒီလိုနဲ့ तू ပြောတဲ့အတိုင်းသွားတယ်အဲ့ဒီဖုန်းကြီးလည်းလူကောင်းသူကောင်းပဲသူ့နာမှာနှစ်တော်ကြာနေတယ်နေပြီးတဲ့နောက်နော် तू လည်းပဲကွေလုံကန်ဒီအချိန်ရောက်လာတယ်ကျွန်တော်သူ့ကိုမေးတယ်ဘေးထပ်သွားမလဲဒီတော့ तू ကပြောတယ်အူမူရီယာဆိုတဲ့နေရာကိုသွားနော်အဲ့ဒီလိုနဲ့အူမူရီယာဆိုတဲ့နေရာရောက်တယ်နောက်ထပ်ဖုန်းကြီးတယောက်နဲ့တွေ့တယ် तू လည်းပဲလူကောင်းသူကောင်းပါပဲဒီတော့သူ့နာမှာလည်းကျွန်တော်တော်ကြာနေတယ်သူ့နာမှာနေတဲ့အချိန်ကျွန်တော်တဲ့တစ်ဖက်တစ်လမ်းစီးဝါးလေးပဲလုပ်တယ်ကျွန်တော်စိတ်တွေကြောင်းတယ်အဲ့ဒီလိုနဲ့ကျွန်တော်စိတ်တွေမွေးတယ်စိတ်အုပ်တော့အုပ်လည်းကျွန်တော်စုမိသွားတယ်အဲ့ဒီလိုနဲ့ဒီဖုန်းကြီးလဲကွယ်လွန်ကန်ဒီအချိန်ရောက်တော့ကျွန်တော်ဒီဖုန်းကြီးကိုမေးတယ်ကျွန်တော်အတင်ကွယ်လွန်သွားရင်ဘယ်သွားရမလဲအဲ့ဒီခါအဲ့ဒီဖုန်းကြီးကဘာပြောလဲဆိုရင်ငါတို့စစ်မှန်တဲ့နတ်စရာနီလမ်းစဉ်မှာတဲ့နော်ဟိုမှန်ကန်တဲ့ဖုန်းကြီးထပ်မရှိတော့
နော်ကုံတလောက်ဖြစ်သွားပြီငါနောက်ဆုံးပဲအဲ့ဒီအတွက်ကြောင့်မို့လို့တဲ့အခုနော်ငါမရှိတော့တဲ့နောက်ပိုင်းမှာအတင်နောက်ဆုံးနဗီတမန်တော်ကိုဒါစောင့်တော့ဒီလိုနဲ့ကျွန်တော်မိတဲ့နောက်ဆုံးနဗီတမန်တော်ကိုကျွန်တော်ဘလို့စောင့်ရမှာလဲဒီတော့ဒီဖုန်းကြီးကပြောတဲ့နောက်ဆုံးနဗီတမန်တော်ကဒီလိုအယက်ဒေတာကိုပြောင်းရွှေ့ပြီးရောက်လာလိမ့်မယ်အဲ့ဒီအယက်ဒေတာကအင်မတန်ဆုံးလွန်ပင်နေပိုးများတဲ့အယက်ဒေတာဖြစ်တယ်ဒီတိုင်းပဲအဲ့ဒီအယက်ဒေတာမှာကြောက်သားမြည်တွေလည်းပဲအင်မတန်ကြဲကြဲပြန့်ပြန့်ရှိလိမ့်မယ်အဲ့ဒီအယက်ဒေတာကိုသွားပြီးတော့အဲ့ဒီနောက်ဆုံးနဗီတမန်တော်စီမှာအီမန်ယူအဲ့ဒီလိုနဲ့ဆလမန်ဖာစီရဒီအလာအန်ဟူတခင်ကမိတာပေါ့ကောင်းပြီကျွန်တော်နောက်ဆုံးနဗီကိုတွေ့ရင်နောက်ဆုံးနဗီဟုတ်မဟုတ်ကျွန်တော်ဘာနဲ့ကျွန်တော်စမ်းသပ်ကမလဲအဲ့ဒီအခါဒီဖုန်းကြီးကပြောတယ်နောက်ဆုံးနဗီကိုဒီနှစ်ချက်နဲ့စမ်းသပ်တစ်ခုကဘာလဲဆိုရင်နောက်ဆုံးနဗီကိုဆွတ်ကာပြီးနောက်ဆုံးနဗီဘရောမှာဆွတ်ကာယူမှာမဟုတ်ဟတ်ဒီယာလက်ဆောင်ဆိုယူလိုက်မယ်နောက်တစ်ခုကနောက်ဆုံးနဗီရဲ့နောက်ကျောဘက်ပခုံးနှစ်ဖက်ချာမှာနဗူကတစိတ်တော်ရှိတယ်နော်အဲ့နှစ်ချက်နဲ့အတင်စမ်းသပ်နော်အဲ့ဒီနှစ်ချက်ရှိတယ်ဆိုရင်အဲ့ဒါနောက်ဆုံးနဗီပဲအဲ့ဒီလိုနဲ့ဆလမန်ဖာစီရဒီအလာအန်ဟူတခင်ကဒီဖုန်းကြီးပြောပြတဲ့နောက်ဆုံးနဗီဟီဂျဒတ်လုတ်ပြောင်းရွှေ့မဲ့ဒေတာနဲ့ပတ်သက်ပြီးစုံစမ်းတော့ဗာတီရလဲအဲ့ဒီဒေတာကမဒီနာဆိုတဲ့မြို့ဖြစ်တယ်အဲ့တော့မဒီနာမြို့မှာယေဟူဒီတွေတော်တော်များများလည်းသွားပြီးနောက်ဆုံးနဗီကိုစောင့်နေကြပြီအဲ့ဒီလိုနဲ့ဟာဇတ်ဆလမန်ဖာစီရဒီအလာအန်ဟူတခင်ကလည်းမဒီနာကိုသွားဖို့ဆိုပြီးတော့ကုန်းတဲ့အုပ်စုလိုက်ရှာတဲ့အချိန်အဲ့ဒီမှာကုန်းတဲ့အုပ်စုတစုနဲ့တွေ့တယ်အဲ့ဒီကုန်းတွေကလည်းမဒီနာကိုသွားနေတော့ဆလမန်ဖာစီရဒီအလာအန်ဟူတခင်ကပြောတယ်ကျွန်တော်လည်းပဲလိုက်ချင်တယ်အဖိုးခအဖြစ်နဲ့ကျွန်တော်ရဲ့စိတ်အုပ်ပေးမယ်အဲ့တော့ကုန်းတဲ့အုပ်စုကလည်းကောင်းပြီးနော်အဲ့ဒီလိုနဲ့စီးတေးပြီးတော့ဆလမန်ဖာစီတခင်ကိုခေါ်သွားရောဒါပေမဲ့ကုန်းတွေကလမ်းရောက်တော့ဒါစိတ်ပြောင်းသွားတယ်ဟိုခစ်ကအဲ့ဒီလိုပေါ့လူစိမ်းကိုတွေ့ရင်ဒါအတင်းအဓမ္မကျွန်းလုတ်တဲ့ခစ်ကရှိသေးတယ်အဲ့ဒီလိုနဲ့အဲ့ဒီကုံတဲ့အုပ်စုကဆလမန်ဖာစီတခင်ကိုဒါတယောက်တည်းပဲအဖော်လဲမပါဘူးဆိုပြီးတော့အတင်းအဓမ္မကျွန်းအဖြစ်နဲ့လှုပ်လိုက်ကြတယ်လှုပ်ပြီးတော့မဒီနာကိုရောက်တဲ့အခါကျွန်းအဖြစ်နဲ့ရောင်းစားလိုက်တယ်ဒီတော့ဆလမန်ဖာစီရဒီအလာအန်ဟူတခင်ကဘယ်မှာအယောင်ခံလိုက်ရလဲဆိုရင်မဒီနာမှာရှိတဲ့ယဟူဒီတယောက်စီမှာသွားပြီးအယောင်ခံလိုက်ရယဟူဒီကဆလမန်ဖာစီတခင်ကိုကျွန်းအဖြစ်နဲ့ဝယ်လိုက်တယ်ဝယ်ပြီးတော့အဲ့ဒီယဟူဒီရဲ့ဒီခြံမှာရှိတဲ့ဆုမလွန်ပေနေပေါ့အဲ့ဒီဆုမလွန်ပေနေကိုဒါကြည့်ရှုဆောင်ရှောက်ရတဲ့အလုပ်ကိုဆလမန်ဖာစီကလုပ်ရရောအဲ့ဒီလိုနဲ့ဆလမန်ဖာစီကတစ်ဖက်မှာဒီယဟူဒီရဲ့ကျွန်အဖြစ်နဲ့လည်းအလုပ်လုပ်နေရတယ်နောက်တစ်ဖက်မှာအမြဲနားဆွင့်နေတယ်နော်တမန်မဆလောဆမ်နောက်ဆုံးနဗီမဒီနာကိုရောက်လာပြီလားတရက်ပါဖြစ်လဲဆိုတော့နောက်ဆုံးနဗီမဒီနာကိုလာနေပြီဆိုတဲ့သတင်းကြားရရောဒီတော့မဒီနာမှာရှိတဲ့အောက်စ်နဲ့ခဇရတ်ကသူတွေတချို့အီမန်ယူလိုက်ပြီးနောက်ဆုံးနဗီမဒီနာရဲ့အနီးနာကိုရောက်နေပြီးစတဲ့တဲ့ကြားရတဲ့အခါကျတော့ဟာဇတ်ဆလမန်ဖာစီရဒီအလာအန်ဟူတခင်အပြေးလွာရှာပါလီရောတမန်မဆလောဆမ်ကိုဒီတော့အဲ့ဒီအချိန်တမန်မဆလောဆမ်ကမဒီနာကိုလာနေတော့မဒီနာမရောက်သေးဘူးကူဘာဆိုတဲ့ဒေသမှာမစဂျစ်ကူဘာရှိတဲ့ကူဘာဒေသမှာကိုရမဆလောဆမ်ရှိနေတာနော်ဒီတော့အခုဒီရီဝိုက်ကအခုအဲ့ဒီကနေစမှာပေါ့အမှန်တကယ်တော့အရှိကြီးဒီနေရာမှာတစိတ်တေတာဖြတ်ပြီးတော့တင်ပြထားတာပေါ့နော်ပူရိဒတာရဒီအလာအန်ယကူလ်ဒီတော့ဟာဒတ်ပူရိဒရဒီအလာအန်ဟူတခင်ကပြောပြတဲ့ဂျာအဆလမန်အလ်ဖာရစီإلى رسول الله صلى الله عليه وسلم حين قدم المدينة بمائدة عليها رطب ဒီတော့ဟာဒတ်ဆလမန်ဖာစီရဒီအလာအန်ဟူတခင်ကတဲ့ဒီတော့ဒီဇပွဲကင်းတစ်ခုပေါ့နော်အစားတောက်တွေထည့်ထားတဲ့ဇပွဲကင်းအစားတောက်ဆိုတာဆွမ်လွန်သီးတွေထည့်ထားတာပေါ့နော်ဒီတော့ဆွမ်လွန်သီးတွေထည့်ထားတဲ့ဇပွဲကင်းကိုကင်ပြီးတော့နော်တမန်မဆလောဆမ်စီကိုရောက်လာတယ်အဲ့ဒီအချိန်တမန်မဆလောဆမ်မဒီနာကိုကြွမြန်းတော့မူလာနေတဲ့အချိန်ပေါ့နော်တမန်မဆလောဆမ်စီကိုရောက်လာပြီးတော့အဲ့ဒီဇပွဲကင်းကိုဖာဝါသွားအာဟာထားလိုက်တယ်ဘိုင်နာယဒိုင်ရဆူလ illah sallallahu alayhi wasallam တမန်မဆလောဆမ်ရဲ့ရှီရောမှောက်မှာထားလိုက်တယ်ဖကာလ်အဲ့ဒီကတမန်တော်ကမိတယ်ယာဆလမန်မာဟာဇာဟီဆလမန်အရဘာလေဖကာလအဲ့ဒီကဆလမန်ဖာစီရဒီအလာအန်ဟူတခင်ပြောတယ်ဆဒကတ်န်အလီကဝအလာအဆဟာဘစ်ဒါဟာကိုရိုကိုရိုရဲ့အဆွေတော်တွေအတွက်ကျွန်တော်ဘက်ကနေဒါဆွတ်ကာပြီးတာဖြစ်တယ်ဖကာလ်အဲ့ဒီကတမန်မဆလောဆမ်ကအမိရှိတယ်အီရဖာဟာပြန်ယူသွားလိုက်ဒါကိုပြန်ယူသွားလိုက်ဖအင်နာလာနာကိုလိုဆွဒကာငါတို့ကဆွတ်ကာဆိုရင်မစားဘူးတဲ့အဲ့ဒီလိုနဲ့ဆလမန်ဖာစီရဒီအလာအန်ဟူတခင်ကဖာရဖာဟာအဲ့ဒီဇပွဲကင်ကိုပြန်ယူသွားလိုက်တယ်ပြန်ယူသွားပြီးတော့ဖဂျာအလ်ကာဒါဘီမစ်လီနောက်ရဆလမန်ဖာစီရဒီအလာအန်ဟူတခင်အဲ့ဒီအတိုင်းဆွမ်မလွန်သီးတွေထည့်ထားတဲ့ဇပွဲကင်ကိုယူပြီးတော့ပြန်ပြီးတော့တမန်မဆလောဆမ်စီကိုရောက်လာတယ်ဖာဝါတွာဟူဘိုင်နာယဒိုင်ရဆူလ illah sallallahu alayhi wasallam တမန်တော်ရဲ့အရှိမအဲ့ဒီဇပွဲကင်ကိုချ
တော်မူတဲ့ faqal တမန်တော်မိတဲ့မာဟာဇာယာဆလ်မန်ဟေဆလ်မန်ဒါပါလေ faqal hadiyatun laka ကိုရောဒါဟာကိုရောအတွက်ကျွန်တော်ဟဒီယာယူလာတာလက်ဆောင်ယူလာတာ faqal တမန်တော်ဆလ္လာလဟ်အမိန့်ရှိတယ်ရဆူလုလာဟ်ဆလ္လာလဟ်လီအစ်ဟာဘီကိုရောကဆွာဟာဘာရီအားလုံးကိုအမိန့်ရှိတယ်တဲ့အသင်တို့ရဲ့လက်တွေအားလုံးကိုအရှိကိုတိုးလိုက်တနည်းအားဖြင့်အတူတကွအားလုံးစားတောက်ကြမယ်ဆိုပြီးတော့ကိုရောဟာကိုရောရဲ့အဆွေတော်တာဝကရီကိုကိုရောခေါ်လိုက်တာဖြစ်တဲ့ဒီတော့အခုဆလ်မန်ဖာရစီတည်ကြည်နေတဲ့တစ်ချက်သိရသွားပြီနောက်ဆုံးနဗီယာဆွတ်တကာဆိုရင်လက်မခံဘူးဟဒီယာဆိုရင်လက်ခံနဲ့ရယူတယ်ပြီးတဲ့နောက်မှာဆာဆလ်မန်ဖာရစီရဒီအလာအန်ဟူတခင်တည်ကြည်နေဒုတိယတစ်ချက်ပေါ့ကိုရောရဲ့နဘူဝတ်တစိတ်တော်အဲဒီနောက်ပိုင်းမှာဆလ်မန်ဖာရစီတခင်ကအမြဲတမ်းကိုရောရဲ့နဘူဝတ်တစိတ်တော်ကိုဘလို့မြင်ရမလဲတတိထားပြီးတော့အမြဲတမ်းလိုက်ကြည့်နေတယ်အဲ့ဒီလိုလိုက်ကြည့်ရင်တရက်မှာတမန်တော်ဆလ္လာလာဟူအလိုင်ဟ်အစ္စလမ်ရဲ့ကျောပြင်ပေါ်မှာရှိတဲ့ဒီနဘူဝတ်တစိတ်တော်ကိုဟာဇတ်ဆလ်မန်ဖာရစီရဒီအလာအန်ဟူတခင်တွေ့မြင်ခွင့်ရသွားတယ်အမှန်တကယ်တော့ဟာဇတ်ဆလ်မန်ဖာရစီဒါကိုလိုက်ကြည့်နေတယ်ဆိုတာကိုရောရိတ်စားမိသွားတယ်ရိတ်စားမိသွားတော့ကိုရောကမိမိရဲ့ကျောပြင်ကိုဟာဇတ်ဆလ်မန်ဖာရစီရဒီအလာအန်ဟူတခင်မြင်အောင်ဖွင့်ဟပြီးပြလိုက်တော့ဟာဇတ်ဆလ်မန်ဖာရစီရဒီအလာအန်ဟူတခင်ဒီနဘူဝတ်တစိတ်တော်ကိုတွေ့မြင်သွားတယ်ဒီတော့ဒီရီဝိုင်တ်မှာလာရှိတဲ့ဆုမနဇရာအီလလ်ခါတမ်အလာဇဟရီရဆူလ ल्लाह ဆလ္လာလာဟူအလိုင်ဆလမ်ကိုရောမြတ်ကြီးရဲ့ကျောပြင်တော်ပေါ်ကနဘူဝတ်တစိတ်တော်ကိုတွေ့မြင်သွားတဲ့အခါမှာတဲ့ဖာအာမနာဘီဟာဇတ်ဆလ်မန်ဖာရစီရဒီအလာအန်ဟူတခင်အီမန်ယူလိုက်တယ်တဲ့တော့အီမန်ယူပြီးတဲ့နောက်တော့ဝါကေကတော့အရှိကြီးပဲပေါ့နော်ဒီမှာအချင်းချုပ်လေးတင်ပြထားတာကိုရမတ်ဆလ္လာလဟ်ဆမ်ကဟာဇတ်ဆလ်မန်ဖာရစီတခင်ကိုကျုံဘဝကနေလွတ်မြောက်အောင်ကိုရောလုပ်ပေးတယ်ရှေ့ဆဗီလာရှိတဲ့ဝကာနာလီလ်ယာဟူဒီဖစတရာဟူရဆူလုလာဟ်ဆလ္လာလာဟူအလိုင်ဟိဝါဆလမ်ဘီကဒါဝကာဒါဒီရဟမန်ဒီတော့ယဟူဒီကစီကနေပြီးတော့ဒီယဟူဒီတခင်စီကနေပြီးတော့ကိုရမတ်ဆလ္လာလဟ်ဆမ်ကတန်ဖိုးတစ်ခုတတ်မှတ်ပြီးတော့ကိုရောဟာဇတ်ဆလ်မန်ဖာရစီရဒီအလာဟူအန်ဟူတခင်ကိုဝေလိုက်တယ်ဒီတော့အဲ့ဒီလိုဝယ်တဲ့အခါမှာယဟူဒီကဘာတောင်းဆိုလဲဆိုရင်ဆွမ်လုံးပင်အပင်300ပေါ့အတီးတီးတဲ့အဆင့်ရောက်တဲ့ဆွမ်လုံးပင်အပင်300ပေးရမယ်နောက်တစ်ခုကရွှေချိန်ပေါ့ရွှေချိန်အောက်ကီယာ40ပေးရမယ်အောက်ကီယာ40ဆိုတာဒီကင်းနဲ့တိုင်းတာမယ်ဆိုရင်ဟုတ်စားလောက်ရှိတယ်ကျွန်တော်တို့5ကီလိုခွဲပေါ့5ကီလိုခွဲရွှေချိန်5ကီလိုခွဲအဲ့ဒါတွေပေးရအဲ့ဒါတွေပေးမယ်ဆိုရင်ဆလ်မန်ဖာရစီရဒီအလာအန်ဟူတခင်ကိုကျုံဘဝကနေလွတ်မြောက်မှုပေးမယ်အဲ့ဒီလိုလဲပြောရောတမန်တော်ဆလ္လာလဟ်ဆမ်ကိုတိုင်းအဲ့ဒီအပင်300ကိုရောလက်နဲ့ကိုရောစိုက်ပေးတာဒီတော့စိုက်ပြီးတဲ့အခါမှာစုံလွန်ပင်တွေကအနည်းဆုံးအတီးတီးဖို့9နှစ်ဆောင်ရတယ်ဒါပေမဲ့ကိုရောစိုက်ပေးလိုက်တဲ့အဲ့ဒီအပင်တွေအားလုံးကစိုက်ပြီးပထမနှစ်မှာပဲအကုန်အတီးတီးကုန်တယ်တော့အပင်300မှာ299ပင်အတီးတီးတယ်တပင်ပဲကျန်သွားတယ်ဒီတော့ဒီရီဝိုင်တ်ရှိမှလည်းပဲလာရှိထားတယ်فقرس رسول الله صلى الله عليه وسلم النخل إلا نخلة واحدة ဒီတော့ကိုရမတ်ဆလ္လာလဟ်ဆမ်အပင်နဲ့အားလုံးကိုကိုရောလက်နဲ့ကိုရောစိုက်တော်မူခဲ့တယ်အပင်တပင်ပဲအဲ့ဒီအပင်ကိုဟာဇတ်ဥမာဂရဆာဟာဥမာရဒီအလာဟူအန်ဟာဇတ်ဥမာတကေမိမိလက်နဲ့စိုက်လိုက်တယ်ဖဟမလတ်နခလုမင်အာမီဟာဝလမ်တဟမီလ်နခလတုမ်မင်ဒီတော့အပင်300မှာ299ပင်ကအဲ့ဒီနှစ်မှာပဲအကုန်အတီးတီးသွားတယ်တပင်နဲ့ကတ်ကြံတယ်ဖကာလရဆူလုလာဟ်ဆလ္လာလာဟူအလိုင်ဟိဝါဆလမ်ဒီတော့ကိုရောမေးတယ်မာရှာအနူဟာဇီဒီတပင်ဘာဖြစ်လို့အတီးမတီးရတာလဲဖကာလာဥမာဟာဒတ်ဥမာရဒီအလာဟူအန်ဟူတခင်ကပြောပြတယ်ယာရဆူလလာအနာဂရစတူဟာအဲ့ဒီအပင်ကိုကျွန်တော်သွားဆိုင်မိလိုက်တာအဲ့ဒီလိုနဲ့ဖနာဇာဟာအဲ့ဒီအပင်ကိုကိုရောမဆလ္လာလဟ်ဆမ်ပြန်ချွတ်လိုက်တယ်ချွတ်ပြီးတော့ဖကာရဆာဟာကိုရောအတစ်ပြန်ပြီးတော့စိုက်ပေးလိုက်တယ်အဲ့ဒီအတစ်အပင်ကလည်းပဲဖဟမလတ်မင်အာမီဟာတနှစ်အတွင်းထဲမှာပဲအတီးတီးသွားတယ်ဒီလိုနဲ့အတီးတီးသွားတဲ့ဆုံမလုံးပင်အပင်300လေးပဲရသွားတယ်ဒီတွေမှာတော့မပါဘူးဒီတော့ချန်နာကပါလဲဆိုရင်ဒီရွှေချိန်အောက်ကီယာ40ပေါ့နော်တရက်တမန်မဆလ္လာလဟ်ဆမ်စီကိုရွှေတချို့ဆွတ်ကရောက်လာတယ်ကိုရောအာဇတ်ဆလ်မန်ဖာရစီတကေဝအဲ့ဒီရွှေတွေခေါ်ပြီးပေးလိုက်ဒီတော့ရွှေကကြည့်ရင်တော့နည်းနည်းလေးဟာဇတ်ဆလ်မန်ဖာရစီရဒီအလာဟူအန်ဟူတခင်ကလည်းရွှေကိုကြည့်ပြီးဒီလောက်နည်းနည်းလေးကယဟူဒီတောင်းထားတဲ့အချိန်ကိုဘယ်လိုလုပ်မှီမလဲပေါ့နော်ဒါပေမဲ့တကယ်တမ်းယဟူဒီကိုတော့ပြီးတော့ယဟူဒီကအဲ့ဒီရွှေချိန်ကိုချိန်လိုက်ရောရွှေကနေပြီမဲ့ကိုရောရဲ့ဘာကတ်နဲ့ရွှေကတတ်မှတ်ထားတဲ့အချိန်အောက်ကီယာ45ကီလိုခွဲအချိန်ပြည့်နေရောအဲ့ဒီလိုနဲ့ဟာဇတ်ဆလ်မန်ဖာရစီရဒီအလာဟူအန်ဟူတခင်လည်းပဲဂျွန်ဘဝကနေလွတ်မြောက်မှုရသွားတယ်